အငိုရောင်ကော်ဖီဆိုင်အလင်းတင်လက်မှတ်နိုင်လင်းဆက်ရက်သွားတဲ့နေ့ပေါ့ချင်းရသူပြောခဲ့ဘူးတဲ့တန်ရာဆက်ဆက်ဟာ3နှစ်နဲ့တင်တက်တန်းကုန်ခဲ့တယ်အိမ်ရှိကပြိုကင်းလေးတဲ့အငိုရောင်ပန်းတွေပွင့်တယ်တတိယစိတ်ဟာနှင်းနဲ့ညမရွှေးဘူးဘာမှမတက်နိုင်တဲ့ဘွားတွေဘယ်ပြန်လာခြင်းမလဲဆူတောင်းတွေဟာလည်းတက်နိုင်ခြင်းရဲ့လို့မမြင်မှန်းမသိကြရယူအမှန်ပါဟိုးအဝေးကြီးစီကိုခြေလမ်းပေါင်းများစွာလှမ်းပြီးထွက်ခွာသွားခဲ့သူကနင်ဖြစ်ပေမဲ့မောပန်းကြံနေခဲ့သူကငါဖြစ်ခဲ့ရတယ်ဟုတ်ပါတယ်ကျွန်တော်ကမွေးရပါနှလုံးအားနေပါတယ်ဒီရပိုင်းအဆင်ပြေရလားသူနဲ့ရောအဆင်ပြေရလားတန်ရောတင်ကြောင်းသာမေးရတာပါမင်းကပျော်ပျော်နေတတ်သူပဲငါတို့ရဲ့ဝေးကွာခြင်းတန်ဖိုးရှိမှာပါချစ်ချင်းမြတ်တာနဲ့တဘွားစာလွဲခဲ့ပြီးအချစ်ဦးနဲ့ကထာဝရလွဲခဲ့ရသူဘယ်ဘဝရောက်ရောက်လုံအားတဲ့ကောင်လေးတွေနဲ့တွေ့တိုင်းစိတ်ချလက်ချတာထားခဲ့ပါသူတို့ဟာဝေကျွေးမချေခြင်းသူတွေပြောပြခြင်းတဲ့အကြောင်းတွေရှိတယ်တီလဲမသိစေခြင်းဘူးငါရင်နဲ့ပေါ်သွားဖို့အတွက်လောက်နဲ့မင်းဝမ်းနေရတယ်ဆိုရင်ဘယ်တရားပါမလဲထားလိုက်ပါတော့ဟာသားတွေဖမ်းမိတဲ့အခါခဏတာရင်မောလိုက်မိပေမဲ့ပြီးသွားတော့လေထုံးစံအတိုင်းပါပဲအနာတရားတွေကြားတဲ့ကနေရေပြိုးနေနိုင်သေးတာကိုပဲဂုံယူလို့ကိုမစောဘူးကျွေကနီးတည့်ရဲ့လေးတွေမြင်ရင်ကျွန်တော်ကိုသတိရပါပြီးတော့သူတို့နောက်ဆုံးကြွေးကြွသွားတဲ့အချိန်ထိစောင့်ကြည့်ပါကိုချင်းစာစိတ်ဟာလောကမှာအရေးကြီးပါတယ်ကြပြားရေးနေတာမဟုတ်ဘူးစာစီပြနေတာမဟုတ်ဘူးမျက်ရည်ဟာလူနဲ့တည်ကြောင်းနောင်လာနောင်သားတွေနားလည်နိုင်စေဖို့ဘဝနဲ့ရင်ပြီးပညာပေးနေတာမူတာဝါဒဝေရမဏိတိတ်ခဗရံတမာရိယာမိမြတ်စွာဘုရားရှိမှာအာမဘန်းတွေခံခဲ့ပြီအခုကစလို့ရှေ့လျှောက်မချတော့ဘူးလို့ပဲဖြစ်ပဲမင်းနဲ့တောင်မှအဝေးကပြီးမှတော့ငရဲဆိုတာလဲပန်းနဲ့ပေါက်တလောက်ပဲရှိမှာပေါ့ချစ်တော်နေယုံအသေးဖွဲ့ဆုံးရှုံးမှုလေးတွေအတွက်မျက်ရည်တွေကိုဖောဖောသေးသေးမသုံးပါနဲ့တကယ်ဆုံးရှုံးမှုစစ်တွေနဲ့ကြုံတဲ့အခါသူတို့ကပဲစစ်တစ်ခွက်ဖြစ်ရှိနေပေးမှာတစုံတစ်ခုကိုမုံဝဲလိုက်ရှာနေတာမြင်တော့လူတွေကမင်းပစ္စည်းလေးပျောက်သွားလို့လားတဲ့လူမြင်မကောင်းသူမြင်မကောင်းအောင်ရှုံးဝဲချငိုခဲ့မိတယ်သူများပစ္စည်းလေးကိုကျွန်တော်ကလေအကြောင်းတွေလည်းထပ်လာပါပြီအကြောင်းတွေလည်းထပ်လာပါပြီကံကုန်ရင်လည်းကုန်လိုက်ပါတော့ပြန်ဆုံရင်လည်းဆုံလိုက်ပါတော့အခုလိုရာသီမျိုးရောက်ရင်အမွေးပွားနှွေးတဲ့လေးနဲ့ချစ်စရာကောင်းနေရောမယ်ပွဲတော်ရက်တွေရောက်ပြီဆိုရင်လိုချင်တာတွေကိုပူဇော်ပြီးစုပုတ်နေရောမယ်ချစ်တော်မျက်စိနဲ့ကြည့်တော့ကြည်နူးစရာတို့တော်ညာလွမ်းတဲ့စိတ်နဲ့ကြည့်ကပ်ကြည့်ပြန်တော့ပုံရိပ်မှန်သမျှကနာကျင်စရာငါညီဒီတစ်ခေါက်တော့ကော်ဖီတစ်ခွက်ပဲချကွာမင်းအမကအကိုကိုစိတ်ဆိုးနေပုံရတယ်တသက်လုံးဘယ်တော့မှပြန်မလာတော့ဘူးတဲ့ရုပ်ဖတ်သူ I am female war